မင်္ဂလာပါဗျာဒီနေ့ကျွန်တော်ပြန်လည်ပြီး sharing လုပ်ပေးမယ်အကြောင်းအရာလေးကတော့ကိုအသုံးပြုနေတဲ့ messenger တွေကိုပေါ့နော်တခြားသူတွေဝင်တုံးမတုံးစီကြည့်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဗျတကယ်လို့ဝင်တုံးတာရှိခဲ့မှဆိုရင်ကျွန်တော်တို့တခြားသူတွေကိုရှင်းထုတ်တဲ့နည်းလမ်းလေးကိုပါမျှဝေပေးတော့မှာဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေရဲ့ messenger တွေကိုတစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်ဗျပြီးပြီဆိုရင် menu bar လေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်တော့အပေါ်ဆုံးမှာ setting ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုတွေးရမှာပဲဖြစ်ပါရဲ့နော်အဲ့ဒီစာတန်းလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျစာတန်းလေးကိုနှိပ်ပြီးသွားပြီဆိုရင်နည်းနည်းလေးအပေါ်ဆွတ်တင်လိုက်မယ်အပေါ်ဆွတ်တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်privacy and safety ဆိုတဲ့ကျွန်တော်တို့ဒီစာတန်းလေးကိုတွေးရမှာပဲဖြစ်ပါတယ်เนาะဒါဆိုရင်အဲ့ဒီစာတန်းလေးကိုကျွန်တော်တို့အနေနဲ့တစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျစာတန်းလေးကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်end to end ဆိုတဲ့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်ပြထားတဲ့ပေါ့နော်ဒီစာတန်းလေးပေါ့နော်ဒီစာတန်းလေးပေါ့နော်အဲ့ဒီစာတန်းလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်ပြီးပြီဆိုရင်ကျွန်တော်တို့အနေနဲ့ security ဆိုတဲ့ security alert ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ messenger ထဲမှာ blue တွေဝင်တုံးနေတယ်ဆိုတာကိုကြည့်မှဖြစ်တဲ့အတွက်ပေါ့နော် void or login ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းနဲ့ messenger ထဲမှာပေါ့နော် blue တွေဝင်တုံးလဲဆိုတာကိုကြည့်လို့ရပြီပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်ကိုယ့်ရဲ့ဖုန်းအမျိုးအစားမဟုတ်ဘူးဆိုရင်ကျွန်တော်တို့တစ်ခါတည်းရှင်းထုတ်ပေးဖို့ရလိုအပ်ပါတယ်ဗျဒီမှာပေါ့နော်ဒီနေရာလေးတွေမှာကိုယ့်ရဲ့ဖုန်းအမျိုးအစားဟုတ်မဟုတ်ကိုကျွန်တော်တို့တိုက်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဗျတကယ်လို့ကိုယ့်ရဲ့ဖုန်းအမျိုးအစားမဟုတ်ဆိုရင်အဲ့ဒီဖုန်းလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်အခုပြထားတဲ့ပေါ့နော်ဒီမြားလေးနဲ့ပေါ့နော်ပြထားပါတယ်ဗျအဲ့ကောင်လေးကိုနည်းနည်းလေးအပေါ်ဆွတ်တင်ပေးရမှာပဲဖြစ်ပါတယ်ဗျဆွတ်တင်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အောက်ဆုံးမှာရှိတဲ့ပေါ့နော် log out ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုတွေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကိုယ့်ရဲ့ဖုန်းအမျိုးအစားမဟုတ်ဆိုရင်အဲ့ကောင်လေးကို log out လုပ်ပြီးတော့ကျွန်တော်တို့ရှင်းထုတ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေများလုံးအဆင်ပြေကြပါစေဗျဒါဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းပေါ့နော်အခုလိုမျိုးဗီဒီယိုလေးတွေကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့အားပေးကြပါဦးဗျမိတ်ဆွေများလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့အဆုမင်္ဂလာတောင်းနေတယ်ပေါ့နော်ဒီနေ့ကျွန်တော်မျှဝေပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျမိတ်ဆွေများလုံးမင်္ဂလာပါဗျ